ဤသားသည်နတ်ဖျားများ၏ကောင်းချီးပေးခြင်းကိုခံထားရသောမြင့်မြတ်သည့်သားဖြစ်သည်နှစ်တစ်ထောင်ကျော်ကြာသည့်အထိမိသူများထိုသားကိုမဆွဲထုတ်နိုင်ခဲ့ပေဒဏ္ဍာရီရထိုသားကိုဆွဲထုတ်နိုင်သူသည်နတ်ဖျားကဲ့သို့သောစွမ်းအားကိုရရှိမည်ဟုဆိုကြသည်ဒီနေ့တွင်ကမ္ဘာအချမ်းသာဆုံးသူထေးကြီးကဓာဆွဲပြိုင်ပွဲတစ်ခုကျင်းပလိုက်သည်ဓာကိုဆွဲထုတ်နိုင်သူမိသူမဆိုသူ၏သမီးနှင့်လက်ထပ်ခွင့်ရရှိမည်ဟုကြေညာလိုက်သည်ထိုသတင်းသည်လင်းမြန်စွာပြန့်နှံ့သွားပြီးတိုင်းပညာရှင်များနှင့်စစ်တီတော်များအများပြားလာရောက်ရှင်ပြိုင်ကြသည်ထိုချိန်တွင်လူငယ်တဦးသည်မိမိဓာကိုစီးနှင်းလေကောင်းကင်မှပြန်တန်းရောက်ရှိလာသည်အခြားတစ်ဖက်တွင်နှစ်ပေါင်းများစွာကြင်ကြံအားထုတ်လာသောတိုင်းဆရာအိုတဦးကိုလူချို့ကထမ်းဆောင်လာကြသည်တိုင်းဆရာအိုသည်အဓိကနေရာတွင်ထိုင်တော့မိချိန်၌လူငယ်ကရိုင်းဆိုင်စွာတွန်းဖယ်လိုက်ပြီးထိုနေရာကိုသူကိုယ်တိုင်ဝင်ထိုင်လိုက်သည်တိုင်းဆရာအိုသည်သူထေးကြီး၏သမီးကိုပထမဆုံးမြင်လိုက်ရသည်နှင့်ချက်ချင်းဆွဲလန်းသွားပြီးသူမကိုလက်ထက်ရန်အပြေးသွားသည်သို့တော်လူငယ်ကသူ့မျက်နှာကိုတိုက်ရိုက်ထိုးချလိုက်ရာအားလုံးအံ့အားသင့်သွားကြသည်ထိုစဉ်မြင့်မြတ်သောဓာသည်ပြိုင်ပွဲကွင်းထဲသို့ပြန်ဝင်လာကမြေကြီးထဲသို့နှဆိုင်စွာစိုက်ဝင်သွားသည်တိုင်းဆရာအိုကစက်ကူမနက်များကိုဓာပေါ်တွင်ကက်ကဓာကိုဆွဲထုတ်ရန်စ조사သည်သူ၏တပည့်များကလူငယ်ကိုကိုယ်စွမ်းကိုမသိဘဲကြီးကျယ်နေသည်ဟုတောင်းပြောင်ကြတော့လဲလူငယ်ကလုံးဝဂရုမစိုက်ပေတိုင်းဆရာအိုတွင်ထိုဓာကိုဆွဲထုတ်နိုင်သည့်အစွမ်းမရှိကြောင်းသူသိထားသည်လူတိုင်းကတိုင်းဆရာအိုအောင်မြင်တော့မည်ဟုထင်နေချိန်တွင်ဓာမှမကောင်းဆိုးဝါးဆွမ်းအင်ပြန်လဲတော့ပြန်လာပြီးသူ့ကိုပြင်းထန်စွာဒဏ်ရာရစေသည်လူငယ်ကဓာကိုတစ်ချက်သာကြည့်လိုက်ပြီးအေးအေးဆေးဆေးရှောက်သွားကဓာလက်ကင်ကိုကင်လိုက်သည်တိုင်းဆရာအို၏တပည့်များကလူငယ်သည်ကိုတေတွင်နဲ့ခုန်ဆင်းနေသည်ဟုထပ်မံလောင်ပြောင်ကြသည်သို့သောနောက်တစ်ခါအတွင်းလူငယ်ကဓာကိုအလွယ်တကူဆွဲထုတ်လိုက်ပြီးမြင့်မြင့်ကိုမြောက်ကင်ထားလိုက်သည်ထို့အပြင်ဓာပတ်လည်းရှိမကောင်းသောစွမ်းအင်အားလုံးကိုလည်းရှင်းလင်းဖယ်ရှားပြလိုက်သည်ထိုမြင်ကွင်းကြောင့်အားလုံးပါဆက်ဟောင်းသားဖြစ်သွားကြသည်တိုင်းဆရာအိုကတော့ရှုံးနိမ့်မှုကိုမဝန်ခံသေးပဲသူကအရင်ကတည်းကမကောင်းသောစွမ်းအင်ကိုဖယ်ရှားပေးထားသောကြောင့်လူငယ်ဆွဲထုတ်နိုင်ခြင်းဖြစ်သည်ဟုလိမ့်လည်ပြောဆိုသည်သူ၏တပည့်များလည်းရှေ့တိုးလာပြီးစမ်းကြည့်ရမထင်မှတ်ပဲဓာကိုတကယ်ပင်ဆွဲထုတ်နိုင်ကြသည်လူငယ်ကထိုစကားများကိုအလွန်ရဲစရာကောင်းသည်ဟုထင်မြင်သည်ထို့နောက်မန္တန်ပညာကိုအသုံးပြုရဲ့ဓာပေါ်ရှိမကောင်းသောစွမ်းအင်ကိုပြန်လည်ဖြည့်သွင်းလိုက်ပြီးတိုင်းဆရာအိုကိုထပ်မံစ조사ရန်တမင်ခေါ်လိုက်သည်မိုင်မဲသောတိုင်းဆရာအိုသည်ဓာကိုထပ်ဆွဲထုတ်ရန်စ조사တော့လဲယခုတစ်ချိန်တွင်ဓာကိုလှုပ်ပင်မလှုပ်နိုင်တော့ပဲမြေပေါ်သို့ပြင်းထန်စွာလဲကျသွားလေသည်